ပေ20တန်မြေကွက်မှာအိမ်ကိုတာမန်မဟုတ်ပဲအစင်းမြင့်အင်ကြီးအဖြစ်စောင်းနိုင်ခဲ့တဲ့ဖတ်တီမာပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဖတ်တီမာကတမယာသည့်အချင်းမောင်9ရီကွန်ကျော်ရီနဲ့အောင်မြင်ကြော်ကြားတဲ့ဈေးသည်ဖြစ်လာတာအားလုံးအသိပါပဲဒါအပြင်ဖတ်တီမာကအိမ်ငါးဘွားကနေအိမ်တွေပါဝင်နိုင်တဲ့အထိဖြစ်လာခဲ့တာပါသူ့အနေနဲ့ပေ20မြေကွက်လေးကိုလည်းဝယ်ယူခဲ့ပါတယ်အိမ်စားဆောင်နေပြီလို့အသိပေးခဲ့တာမို့လူအများကလည်းစောင့်ကြည့်နေကြတာပါဖတ်တီမာကတစ်နှစ်အတွင်းမှာမြေကွက်လည်းဝယ်သလိုအိမ်လဲဆောက်တာမို့အရန်ကြီးခမ်းနားတဲ့အိမ်မျိုးဆောက်မှာမဟုတ်ဘူးလို့ထင်ကြတာပါအခုဆိုရင်ဖတ်တီမာရဲ့အိမ်ကလာပိုင်းအတွင်းဆောက်ပြီးသွားကအတော်လေးကိုပြီးစီးသွားပြီဖြစ်ပါတယ်အင်ကြီးကပြီးသွားတဲ့အချိန်မှာမထင်မှတ်ထားလောက်အောင်ကိုဖြစ်သွားပါပြီအတွင်းရောအပြင်မှာစီးမုတ်တာတွေပါပြီးသွားလို့အိမ်ကခမ်းနားလို့နေပါပြီဖတ်တီမာရဲ့အိမ်ကနှစ်ထပ်အိမ်ဖြစ်ကအုပ်နဲ့တေချာဆောက်ထားတာပါနှစ်ထပ်တိုက်ကြီးကိုဟီနီအောင်ဆောက်ထားတဲ့အပြင်ဝရဏာတွေလည်းတေချာလုပ်ထားပါတယ်ဒါအပြင်ဆေးကိုလည်းအတွင်းရောအပြင်မှာတုပ်ထားပါတယ်။ဒါအပြင်အတွင်းပိုင်းမှာဆိုလေအိမ်တစ်လုံးကိုအကျန်းထိပ်ဖြစ်သလိုစောက်ထားတာမျိုးမဟုတ်ပါဘူး။အိမ်အောက်ထပ်ဆိုရင်ကြွေပြားရိခင်းထားကအပေါ်ရဲမျက်နှာချက်ကိုလည်းတေချာလုပ်ထားတာပါ။မိဆိုင်ကြီးတွေနဲ့အိမ်ကိုတေချာပြင်ဆင်ထားတာလည်းဖြစ်ပါတယ်။ဒါကြောင့်မို့အောက်ထပ်ရဲ့အတွင်းပိုင်းပြင်ဆင်တာရင်300လောက်ရှိနိုင်ပါတယ်။အိမ်အောက်ထပ်တင်မကပဲအိမ်မော်တက်ဆိုရင်လည်းတေချာကိုလုပ်ထားတာပါ။အခန်းတွေလည်းဖွဲ့ထားသလိုဖျားစင်ကအစတေချာပြင်ဆင်ထားပါတယ်။ဒါကြောင့်မို့ဖတ်တီမာရဲ့အိမ်ကအပြည့်ဆောက်ထားတာတော့မဟုတ်ပဲတေချာလေးကိုလှုပ်ထားတာပါ။တင်ထားတာထပ်ဖို့အကုန်ကြခံနိုင်တဲ့ဖတ်တီမာရဲ့ကြွယ်ဝမှုကိုတော့လူတွေကအားကြနေရပါပြီ။တကယ်တော့ဒါတွေကအကန့်အကျိုးပေးကြောင်းလဲပါသလိုအလုံးလုံးခဲ့တာကြပြီးမို့အတွေ့အကြုံရှိတာကြောင်းလဲပါပါတယ်။အရင်တုန်းကဆိုဖတ်တီမာကအလုံးမျိုးစုံလောက်ကငွေရှာအောင်စူးစမ်းခဲ့ရတာပါ။ရောင်မကောင်းလို့တစ်မျိုးပြီးတစ်မျိုးပြောင်းရောက်နေခဲ့ရတာဖြစ်ပါတယ်။ဖတ်တီမာရဲ့လို့ဆယ်လီဖြစ်ချိန်မှာဒါတွေကအကျိုးပေးသွားပါတယ်။ဈေးရောက်တာလဲကျွမ်းနေပြီမို့သူ့အတွက်တော့မခက်ခဲတော့ပါဘူးဒီလိုနဲ့ပဲဖတ်တီမာကကန်ကတက်ချိန်မှာတေချာလေးကိုအကျိုးရှိရှိအသုံးချလိုက်နိုင်ပါတယ်ငွေတွေဝင်လာချိန်မှာလဲရွှေတွေဝဲကစူဆောင်းတက်ပြန်ပါတယ်စူဆောင်းတက်တဲ့အတွက်တစ်မျိုးပြီးတစ်မျိုးဝဲစုနိုင်တာပါဒါကြောင့်မို့လေတစ်နှစ်အတွင်းမှာ3000ကျော်ရမ်းမြေကွာ3000နီးပါးနှစ်ထပ်အိမ်တို့ကိုပိုင်ဆိုင်လာခဲ့တာပါဒါအပြင်ဖတ်တီမာကရွှေကလည်းအပြင်းနဲ့မို့တကယ်တော့တဲ့အမျိုးသမီးအဖြစ်ချီးကျူးခံနေရတာပါဒီလိုတိုးတက်လာဖို့ဖတ်တီမာကရှေ့ကနေယုံနာဖြစ်ပြီးနောက်ကနေခင်မွန်ဖြစ်သူကပန်ပိုးပေးတာပါထမ်းမြတ်တဲ့ဖတ်တီမာကိုရထားတဲ့အတွက်ခင်မွန်ကလည်းကန်ကောင်းသလိုတားကြီးလေးကလည်းကိုပိုင်အိမ်နဲ့စိတ်အေးချမ်းရပါပြီတားငယ်လေးကတော့ဒီလိုအဆင်ပြေတာကိုမခံစားရပဲကွယ်လွန်သွားခဲ့ရပါတယ်အခုလက်ရှိမှာတော့ရန်ကုန်မှာဆိုင်ခွဲတစ်ဆိုင်ဖွင့်ထားကနောက်ထပ်ဆိုင်ခွဲတိုးဖို့စီစဉ်နေပါတယ်ရန်ကုန်ကဆိုင်ခွဲဆိုရင်လည်းဝဝကွဲကိုရောက်နေရတယ်လို့သိရပါတယ်အလုပ်သမားဆိုရင်လည်းအညာကအသက်ငယ်ငယ်အမျိုးသားတွေသာခံထားကတစ်တော်ဆိုရင်ဝန်ဆောင်မှုအပြည့်ပေးနေတာဖြစ်ပါတယ်။ဖတ်တီမာကမန္တလေးနဲ့ရန်ကုန်ကိုကူးနေရကနောက်ထပ်ဘလို့အစားတောက်တွေတိုးချဲ့ရမလဲလို့ကြံစည်နေတာဖြစ်ပါတယ်။ဖတ်တီမာရဲ့အင်ကြီးကိုအားကြရဲ့လားဆိုတာပရိသတ်ကြီးအနေနဲ့ပြောပြပေးခဲ့ကြပါအောင်ရှင်။